မနက်နိုးနိုးချင်းဖိုက်ထဲမှာဘာမှမရှိခင်ရေတောက်ပေးတာဟာကျမ်းမာရေးအတွက်အလွန်ကောင်းမွန်တဲ့အလီချင်းတစ်ခုပါမနက်ခင်းရေတောက်ခြင်းရဲ့အဓိကကောင်းကျိုးတွေကိုအောက်မှာအချက်လက်နဲ့တကွာစူးစီးဖော်ပြပေးလိုက်ပါတယ်၁ခန္ဓာကိုယ်မှာအစိတ်အတောက်များကိုဖယ်ရှားပေးခြင်းညဘက်အိပ်ပျော်နေစဉ်ခန္ဓာကိုယ်ကဆဲအဟောင်းတွေကိုပြုပြင်ပြီးအညစ်အကြေးတွေကိုစူးစီးထားတတ်ပါတယ်မနက်ခင်းရေတောက်လိုက်တဲ့အခါအဲ့ဒီအစိတ်အတောက်တွေကိုစီးနဲ့အကျူအမြန်ဆုံးစွန့်ထုံနိုင်အောင်ကူညီပေးပါတယ်၂အစာကြေစနစ်ကိုကောင်းမွန်စေခြင်းရေတောက်ခြင်းကဥလန်းချောင်းကိုလှုံ့ဆော်ပေးပြီးဝမ်းကျုပ်ခြင်းကိုကာကွယ်ပေးပါတယ်ညကစားထားတဲ့အစာအောင်းတွေကိုစွန့်ထုတ်ဖို့ပိုမိုလွယ်ကူသွားစေပါတယ်၃အသားအရည်ဆိုးပြီးဝန်းပါစေခြင်းခန္ဓာကိုယ်မှာဟီတဲ့ပြီးဝါနေရင်သွေးလည်ပါမှုကောင်းမွန်လာပြီးအရေပြားဆဲတွေကိုအားထီပေးပါတယ်ဒါကြောင့်အသားအရည်ချောင်းသွေးတာကိုတက်တာစေပြီးဝက်ချံထပ်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်၄ဝိတ်ကြောက်ကိုကူညီပေးခြင်းမနက်ခင်းရေတောက်ခြင်းမှာခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ် metabolism ကိုမြင့်တင်ပေးပါတယ်အစာမစားခင်ရေတောက်ထားခြင်းကဖိုက်ပြီးတယ်လို့ခံစားရတာကြောင့်အစာအလွန်အကျွံစားမိတာကိုတားဆီးပေးနိုင်ပါတယ်၅အုံနောက်နဲ့မှတ်ဉဏ်ကိုတက်ကြွစေခြင်းအုံနောက်ရဲ့80ရာခိုင်နှုန်းကျော်ဟာရေဓာတ်နဲ့ဖွဲ့စည်းထားတာပါမနက်ခင်းမှာရေဓာတ်ပြန်လည်ဖြည့်တင်တာကတနေ့တာလုံးအာယုံစူးစိုက်မှုကောင်းစေပြီးခေါင်းမကြည့်တာခေါင်းကိုက်တာတွေကိုတက်တာစေပါတယ်လိုက်နိုင်ရမယ့်အချက်အလက်လေးများရေခဲရေထက်ရေရိုးရိုးသို့မဟုတ်ရေနွေးနွေးလေးတောက်တာကအစာရင်အထက်ပိုကောင်းပါတယ်ဖန်ခွက်တစ်ခွက်မှ2ခွက်အထိစားတောက်ကြည့်ပါရေတောက်ပြီးနောက်မိနစ်30က45မိနစ်ခန့်ကြာမှမနက်စားစဖိရင်ပိုထီရောက်ပါတယ်ဒီအချက်အလက်လေးတွေကအသင်ရန်နေ့စဉ်ဘဝကိုပုံမလန်းဆန်းစေမှာပါ